ကိုလုံနေတဲ့ကုမ္ပဏီရဲ့မာနာကြီးလာတဲ့ CEO နဲ့အတင်းကျပ်အောင်သွယ်ပေးခံလိုက်ရရင်တင်ပါလို့မလဲအငင်းခံရအောင်တရေမှလို့ဟန်ဆောင်ပြခဲ့ပေမဲ့အဲ့ဒီ CEO ကမှသူမကိုအတင်းလက်ထပ်မယ်လို့ဇွတ်တောင်းဆိုလာခဲ့ရင်ရောဇလန်းအစမှာတော့ကျင်းတဲ့မှုဆိုတဲ့ကောင်လေးနဲ့စတင်ထားပါတယ်သူကတော့နိုင်ငံခြားကနေပြန်ရောက်လာတဲ့ရုပ်ချောချောတထေးသားလေးပါလုပ်ငန်းခွင်မှာအလွန်တော်ပေမဲ့အလုပ်တစ်ခုပဲတည်တဲ့သူပါကုမ္ပဏီရဲ့ CEO အသစ်ဖြစ်တာဝန်ယူဖို့ပြန်လာတာဖြစ်ပါတယ်ဒါပေမဲ့အိမ်ရောက်တာနဲ့အဖိုးဖြစ်သူကသူ့ကိုအလုပ်ပဲမလုပ်ဖို့ချိန်ပေါင်းมาတော့တယ်အဖိုးရဲ့ဆန္ဒကတော့တဲမှုကိုမြန်မြန်မင်္ဂလာဆောင်စေချင်တာပါဒါနဲ့ပဲအဖိုးဖြစ်သူဟာတဲမှုအတွက်မိန်းကလေး20နဲ့အောင်သွယ်ပွဲတွေစီစဉ်ပေးပါတော့တယ်တဲမှုကညင်းပေမဲ့အဖိုးဖြစ်သူကနှလုံးရောဂါဟန်ဆောင်ပြီးချင်းချောက်တာကြောင့်မဖြစ်မနေလက်ခံလိုက်ရပါတယ်အခြားတစ်ဖက်မှာတော့ရဟာကြီးဆိုတဲ့သူတေသနာဝန်ထမ်းမာလေးရှိပါတယ်သူမကတော့တဲမှုရဲ့ကုမ္ပဏီမှာအလုပ်လုပ်နေသူပါဟာဒီမှာတိတ်တဆိတ်ချစ်နေရတဲ့မင်းဦးဆိုတဲ့ယောက်ျားလေးတငယ်ချင်းတယောက်ရှိပါတယ်ဒါပေမဲ့မင်းဦးစီမှာရေးစားရှိနေမှသိလိုက်ရလို့ဟာဒီတယောက်အသေးကွဲသွားခဲ့ပါတယ်ဒါတင်မကသေးပါဘူးအာရီတို့မိသားစုကြက်ကြော်ဆိုင်မှာပြဿနာတက်ပြီးရော်ချင်းငွေအမြောင်များလျှော်ပေးလိုက်ရပါတယ်ဒီလိုနဲ့ပတ်စံအရန်လိုနေတဲ့ဟာရီစီကိုသူမရဲ့တထေသမီးရောင်စောရောက်လာပါတယ်ရောင်စောကအဖိုးကြီးတွေစီစဉ်ပေးတဲ့အောင်သွယ်ပွဲကိုမသွားချင်ပါဘူးဒါကြောင့်ဟာရီကိုပတ်စံပေးပြီးသူမကိုစားဟန်ဆောင်သွားခိုင်းလိုက်ပါတယ်ဟာရီရဲ့ပလန်ကတော့ရိုးရှင်းပါတယ်အောင်သွယ်ပွဲမှာယူကြောင်ကြောင်ဟန်ဆောင်ပြပြီးကောင်းလေးထွက်ပြေးအောင်လုပ်ဖို့ပါပဲဒါပေမဲ့အောင်သွယ်ပွဲနေရာရောက်တဲ့အခါဟာရီတယောက်ကြောက်ရွံ့လို့မှင်တေသွားခဲ့ပါတယ်အကြောင်းကတော့သူမရဲ့အောင်သွယ်ဘက်ကောင်လေးဟာတခြားသူမဟုတ်ပဲသူမကုမ္ပဏီရဲ့ CEO အသစ်ကျင်းနေမှုဖြစ်နေလို့ပါဟာရီလည်းပလန်အတိုင်းဆက်လုပ်ပါတယ်အဝတ်အစားဆန်းဆန်းပြပြဝတ်ပြတယ်ရိုင်းဆိုင်ပြတယ်ယောက်ျားရှုပ်တဲ့မိန်းမလိုဟန်ဆောင်ပြပါတယ်ကောင်လေးလစ်ထွက်သွားပြီလို့ဟာရီထင်ခဲ့တာပါဒါပေမဲ့အန်ဩစရာကောင်းတာကတဲမူဟာနည်းနည်းမှတုံလို့မသွားပါဘူးပူဆိုးတာကတဲမူဟာနောက်ထပ်အောင်သွယ်ပွဲ19ခုကိုမသွားကျင်တော့တာမို့ဒီပထမဆုံးတွေ့တဲ့မိန်းကလေးနဲ့ပဲတကယ်လက်ထပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်တဲမူကရောင်းစောစီဖုံးဆက်ပြီးလက်ထပ်ဖို့ပြောလိုက်တဲ့အခါဟာရီတို့တငယ်ချင်းနှစ်ယောက်လုံးထိတ်လန့်သွားပါတယ်ဟာရီကနောက်တစ်ချိန်ထပ်တွေ့ပြီးလက်ထပ်ခွင့်ကိုညှင်းဆန်ဖို့ကြိုးစားပါတယ်ဒါပေမဲ့တဲမူကစွတ်ပါပဲအနည်းဆုံး10ချိန်လောက်တွဲကြည့်အောင်လို့တောင်းဆိုပါတယ်ဟာရီကလုံးဝမဖြစ်နိုင်ဘူးလို့ညင်ရင်ဒေါသထွက်ထွက်နဲ့တဲမူကိုရှေးဟောင်းငှက်ဒိုင်နိုဆောနဲ့တူတယ်ဆိုပြီးဆဲဆူလိုက်ပါတယ်ဒီစကားအားစိတ်တဆက်ဆန်အောင်မာနာကြီးတဲ့တဲမူရဲ့ရင်ဘတ်ကိုအကြီးကျယ်ထိခိုက်သွားစေခဲ့ပါတယ်ရုံးမှာတော့ဟာရီဟာတဲမူနဲ့မစုံအောင်နှီးမျိုးစုံနဲ့ပုံရှောင်ရပါတယ်ဓာတ်လေကားထဲမှာတွေ့ရင်လည်းမျက်နှာကွယ်ထားရပါတယ်ဒါပေမဲ့ကံကြမ္မာကစမ်းပြပါတယ်ရောင်စောဟာတဲမူရဲ့အတွင်းမှုနဲ့မတော်တဆဆုံတွေ့ခဲ့ပြီးပထမဆုံးအချိန်မှတင်သဘောကျသွားခဲ့ပါတယ်။နောက်တော့တဲမူဟာရောင်စောအစ်စ်နဲ့ပြန်ဆုံပြီးဟာရီကရောင်စောဟန်ဆောင်ထားမှန်းသိသွားခဲ့ပါတယ်။တဲမူကဟာရီကိုအမှန်တိုင်းမပြောရင်တရားစွဲမယ်လို့ချိန်ချောက်ပါတယ်။ဒါနဲ့ပဲဟာရီလည်းတရားစွဲခံရမှကြောက်တာကြောင့်အမှန်တိုင်းဝန်ခံလိုက်ရပါတယ်။ဒါပေမဲ့တဲမူကဟာရီကိုလွှတ်မပေးပါဘူး။သူ့ဖိုးကိုလှည့်စားဖို့အတွက်ဟာရီကိုကံရံဟီးဆိုတဲ့နာမည်အတူနဲ့အတူရောင်ချစ်သူစာချုပ်ချုပ်လိုက်ပါတယ်။ဟာရီဟာအဖိုးဖြစ်သူနဲ့တွေ့ဆုံပွဲတွေမှာစာချုပ်ပါချစ်သူအဖြစ်ပတ်စံယူပြီးဟန်ဆောင်ပေးရပါတယ်။ဒီလိုနဲ့ဟာရီဟာကုမ္ပဏီမှာဝန်ထမ်းဟာရီအဖြစ်နဲ့ရောတဲမူရဲ့စာချုပ်ပါချစ်သူဂယံမီအဖြစ်ပါနှစ်ယောက်တမျက်နှာဟန်ဆောင်ရုန်းကန်ခဲ့ရပါတယ်တဲမူဟာဟာရီကိုသူ့ရဲ့ကိုယ်ရေးအချက်လက်တွေကိုကြက်ခိုင်းပါတယ်ဒီနေ့တော့ဟာရီကသူတို့စုံခဲ့ကြတဲ့အချစ်ဇလံအတူတစ်ခုကိုလှုပ်ကြံဖန်တီးပြပါတယ်နေပြည်တော်မှာမိုးရွာတဲ့နေ့ကစုံခဲ့ကြတာပါဆိုပြီးတော့ပေါ့ဒါပေမဲ့တဲမူကမိုးရွာတာကိုအယမ်းမုန်းတဲ့သူမို့အဲ့ဒီဇလံကိုလုံးဝမကြိုက်ခဲ့ပါဘူးကားပေါ်မှာဟာရီအိပ်ပျော်သွားတဲ့အခါတဲမူကသူမကိုငေးကြည့်ရင်စိတ်ထဲမှာတမျိုးလေးခံစားလိုက်ရပါတယ်ဟာရီရဲ့ရိုးသားမှုနဲ့ချစ်စရာကောင်းပုံတွေကိုမြင်ပြီးတဲမူရဲ့ရင်ထဲမှာအတူမဟုတ်တဲ့ခံစားချက်တွေစတင်ပေါက်ဖွားလာခဲ့ပါတယ်။ဒီနေ့မှာတော့ဟာရီရဲ့ပတ်စံအိတ်ကတဲမူကားပေါ်မှာကျန်ခဲ့ပါတယ်။တဲမူကပတ်စံအိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အကြီးအကျယ်ထိတ်လန့်သွားပါတယ်။အကြောင်းကတော့ဂေယံမီဆိုပြီးဟန်ဆောင်နေတဲ့မိန်းကလေးဟာသူ့ကုမ္ပဏီကသူ့ဒေသနာဝန်ထမ်းဟာရီဖြစ်နေလို့ပါ။တဲမူတယောက်အယူလောက်ခံလိုက်ရလို့ဒေါသတွေထွက်သွားခဲ့ပါတယ်။ဒါနဲ့ပဲရုံးမှာဟာရီကိုဒုက္ခပေးဖို့ပြင်မာတော့တယ်။ဟာရီလှုပ်ထားတဲ့အစားအသောက်အဆိုပြုတာတွေကိုအကြောင်းပြချက်မရှိဘဲပယ်ချပါတယ်။အချင်းချင်းပြန်လှုပ်ခိုင်းပြီးကလေးစားချေခဲ့ပါတယ်။ဒါပေမဲ့ဟာရီဟာစိတ်တက်မကြပဲပို့ပြီးစူးစမ်းပြခဲ့ပါတယ်။ဟာရီရဲ့စူးစမ်းမှုနဲ့ရိုးသားမှုကိုမြင်တဲ့အခါတဲမှုရဲ့ဒေါသတွေဟာတန်ရောစင်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဒါတွေမကသေးပါဘူး။ဟာရီအပေါ်တိတ်တဆိတ်တန်ရောစင်ရှိနေတဲ့သူမရဲ့ယောက်ျားလေးတငယ်ချင်းမင်းဦးကိုမြင်တဲ့အခါမှာလည်းတဲမှုတယောက်မနာလိုဝန်တိုစိတ်တွေဖြစ်ပေါ်လာခဲ့ပါတယ်။ဒီလိုနဲ့တဲမှုဟာဟာရီအပေါ်တကယ်စိတ်ဝင်စားနေပြီဆိုတာကိုလက်ခံလိုက်ရပါတော့တယ်။တဲမှုဟာဟာရီကိုအနိုင်ယူခြင်းစိတ်နဲ့ရုပ်ရှင်ယုံခေါ်သွားတာတို့ပင်နယ်ကမ်းခြေခေါ်သွားတာတို့လုပ်ခဲ့ပါတယ်။ခီးစဉ်အတွင်းမှာတဲမှုကဟာရီအတွက်အထူးအစားအသောက်ကားလေးတွေတောင်စီစဉ်ပေးခဲ့ပါတယ်။ဒါပေမဲ့အပြန်လမ်းမှာမိုးတွေတဲထန်စွာရွာသွန်းလာခဲ့ပါတယ်။တဲမူဟာအတိတ်ကမိဘတွေမိုးရွာနေစဉ်ကားမတော်တဆမှုကြောင့်ဆုံးပါသွားကြတာကိုသတိရသွားခဲ့ပါတယ်။တဲမူစိတ်လွတ်သွားပြီးဟာရီကိုလမ်းဘေးမှာထားခဲ့ကကားမောင်းထွက်သွားခဲ့ပါတယ်။ဟာရီခမမိုးရီထဲမှာတယောက်တည်းကြံခဲ့ရပါတယ်။ဖုန်းဘက်ထရီလည်းကုန်နေခဲ့ပါတယ်။တဲမူစိတ်ငြိမ်သွားလို့ပြန်လာရှာတဲ့အခါဟာရီမရှိတော့ပါဘူး။ဟာရီဟာဟိုတယ်တစ်ခုမှာသူမရဲ့ယောက်ျားလေးတငယ်ချင်းမင်းဦးတို့နဲ့မတော်တဆဆုံသွားပါတယ်။မင်းဦးရဲ့ရီစားကဟာရီကိုရွယ်ပြီးသူမရဲ့ရီစားနဲ့မိတ်ဆက်ပေးဖို့ပြောလာပါတယ်။ဟာရီအကြက်ရိုင်နေချိန်မှာပဲတဲမူရောက်ရှိလာခဲ့ပါတယ်။တဲမူကဟာရီကိုဖတ်လိုက်ပြီးငါကဟာရီရဲ့ချစ်သူပါဆိုပြီးခန့်ခန့်ကြီးမိတ်ဆက်ပေးလိုက်ပါတယ်။အားလုံးအံ့ဩသွားကြပါတယ်။တဲမူဟာဟာရီတငယ်ချင်းတွေရှိမှအရန်ကောင်းတဲ့ချစ်သူတစ်ယောက်ဖြစ်ပြီးပြင်းစွာတရုပ်ဆောင်ပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့ပဲမူဟာဟာရီကိုအချစ်စစ်နဲ့ချစ်နေမိကြောင်းရဲရဲဝံ့ဝံ့ဝန်ခံလိုက်ပါတော့တယ်
ငါအချစ်ကိုလက်ခံဖို့အချိန်ယူပါလို့ပြောလိုက်တဲ့အခါဟာရီလည်းသူ့ရဲ့ယူသားမှုကြောင့်ရင်ထဲမှာစိတ်လှုပ်ရှားသွားခဲ့ရပါတယ်။ဟာရီလည်းတဲမှုအပေါ်စိတ်လှုပ်ရှားမိပေမဲ့သူတို့နှစ်ယောက်ရဲ့အစဉ်တန်းကွာခြားချက်ကြောင့်ညှင်းဆန်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့တဲမှုကလုံးဝလက်မလျှော့ပါဘူး။ကစားကွင်းခေါ်သွားပြီးတယ်။ဟာရီဖေစင်းုံတရားတဲ့အခါ VIP ခန်းစီစဉ်ပေးခဲ့ပါတယ်။ဒါတွေတင်မကသေးပါဘူး။ဟာရီမိုးရွာတာကြောက်တဲ့တင်မှုကိုထိဆောင်ပေးရင်နှွေးထွေးမှုပေးခဲ့ပါတယ်။ဒီလိုနဲ့ဟာရီလည်းတင်မှုကိုချစ်မိသွားပြီးတရားပေါ်မှာနှစ်ယောက်သားပထမဆုံးအနမ်းကိုဖလှယ်လိုက်ကြပါတော့တယ်။သူတို့နှစ်ယောက်ရင်ဘတ်ချင်းနီးစပ်သွားပြီးတကယ်ချစ်သူတွေဖြစ်သွားကြပြီမဲ့လည်းအခက်အခဲတွေကတန်းစီဆောင်ဆိုင်နေခဲ့ပါတယ်။ရုံးမှာတော့သူတို့ရဲ့ဆက်ဆံရေးကိုလှုပ်ဝက်ထားရလို့အလွဲလွဲအချော်ချော်တွေဖြစ်ခဲ့ရပါတယ်။အဆိုးရွားဆုံးကတော့တဲမှုရဲ့အဖိုးဖြစ်သူဥက္ကဋ္ဌကြီးတည်သွားတာပါပဲ။ဥက္ကဋ္ဌကြီးဟာဟာရီရဲ့လိမ်လည်မှုတွေကိုအကြီးအကျယ်ဒေါသထွက်သွားခဲ့ပါတယ်။ဟာရီမှာအစင်တန်းမရှိဘူးဆိုပြီးဒီဆက်ဆံရေးကိုအသေးလဲဆန့်ကျင်ခဲ့ပါတယ်။ဒါတင်မကသေးပါဘူး။မင်းဦးရဲ့ရီစာဟောင်းကမနာလိုစိတ်နဲ့အွန်လိုင်းပေါ်မှာဟာရီကိုနာမည်ဖျက်တဲ့သတင်းအမှားတွေတင်လိုက်ပါတယ်။ဟာရီဟာရုံးမှာယောက်ျားမြူဆွဲတဲ့မိန်းမအဖြစ်နာမည်ပြတ်သွားခဲ့ရပါတယ်။ဟာရီတို့အဖွဲ့ရဲ့ project တွေကိုလည်းဖျက်သိမ်းလိုက်ကြပါတယ်။ဥက္ကဋ္ဌကြီးကတဲမှုကိုအမေရိကကိုအတင်းအကျပ်ပို့ဖို့ကြိုးစားခဲ့ပါတယ်။ဟာရီကိုလည်းအလောက်ကထွက်သွားဖို့ဒါမှမဟုတ်နေမျိုးကိုပြောင်းဖို့ဖိအားပေးခဲ့ပါတယ်။ဒါပေမဲ့တဲမှုကတော့ဟာရီကိုလုံးဝလက်မလွတ်ခဲ့ပါဘူး။အဖိုးဖြစ်သူကဟာရီနဲ့မှမယူရရင်တက်တက်လုံးမင်္ဂလာမဆောင်တော့ဘူးလို့ရဲရဲဝံ့ဝံ့ပြန်ပြောခဲ့ပါတယ်။ဟာရီလည်းဒီတစ်ချိန်မှာတော့ထွက်မပြေးတော့ပဲတဲမှုဘေးမှာခိုင်မာစွာရပ်တည်ပေးခဲ့ပါတယ်။အခြားတစ်ဖက်မှာလည်းရောင်းစောနဲ့တဲမှုရဲ့အတွင်းမှုတို့ဟာမိသားစုရဲ့စံချိန်မှုကိုကြော်ဖြတ်ပြီးတကယ်လက်ထပ်ဖို့ပြင်ဆင်နိုင်ခဲ့ကြပါတယ်။တဲမှုရဲ့အဖိုးဖြစ်သူဟာတကယ်ပဲနှလုံးရောဂါပြင်းထန်လာခဲ့ပါတယ်။အမေရိကမှာစေကူတာမှုခံယူဖို့လိုအပ်လာခဲ့ပါတယ်။တဲမှုကဟာရီကိုအမေရိကကိုအတူတူလိုက်ခဲ့ဖို့ခေါ်ပါတယ်။ဒါပေမဲ့ဟာရီကညှင်းလိုက်ပါတယ်။သူမဟာတဲမှုရဲ့ချူစားတဲ့မိန်းမတစ်ယောက်ဖြစ်အထင်မခံချင်ပါဘူး။ဒီမှာပဲသူမရဲ့အလုပ်ကိုစူးစမ်းရင်တဲမှုကိုစောင့်နေမယ်လို့ပြောခဲ့ပါတယ်။တဲမှုလည်းဟာရီရဲ့ဆုံးဖြတ်ချက်ကိုလေးစားစွာလက်ခံခဲ့ပါတယ်။ဒီလိုနဲ့တနေ့ဆိုတဲ့အချိန်ကြာမြင့်သွားခဲ့ပါတယ်။တဲမှုဟာအမေရိကမှာအဖိုးဖြစ်သူကိုပြုစုရင်းအလုပ်တွေလုပ်နေခဲ့ပါတယ်။ဟာရီကတော့ကိုရီးယားမှာသူတေသနာအလုပ်တွေကိုစူးစမ်းလုပ်ကိုင်နေခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာဗီဒီယိုကောနဲ့ဆက်သွယ်ခဲ့ကြပြီးမဲ့အချိန်တွေကြာလာတာနဲ့အမျှဖုန်းပြောချိန်တွေနှဲပါလာခဲ့ပါတယ်။ဒီနေ့မှာတော့ဟာရီမောင်လေးကတင်းမှုအမေရိကမှာတခြားမိန်းကလေးတစ်ယောက်နဲ့တွဲနေတဲ့ဆိုတဲ့သတင်းကိုပြလိုက်ပါတယ်။ဟာရီတယောက်ဝမ်းနေသွားပြီးအမှန်တရားကိုသိဖို့အမေရိကကိုလိုက်သွားဖို့ပြင်ပါတော့တယ်။ဒါပေမဲ့ဟာရီအိမ်ကထွက်မြေအလုပ်မှာပဲသူမရှိမှတဲမှုရောက်ရှိလာခဲ့ပါတယ်။တဲမှုဟာသတင်းတွေကအမှားတွေဖြစ်ကြောင်းနဲ့ဟာရီကိုလမ်းလုံးလို့အလုပ်တွေကိုအမြန်ဖြတ်ပြီးပြန်လာခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။အဲဒီနောက်သူ့အိတ်ထဲကနေလှပတဲ့လက်စွပ်လေးကိုထုတ်ယူလိုက်ပါတယ်။အဖိုးကမင်းကိုမြန်မြန်လက်ထပ်ခွင့်တောင်းခိုင်းလိုက်လို့ဆိုပြီးရီမောရင်အချစ်တွေကိုဝန်ခံလိုက်ပါတယ်။ ချယ်ရီပန်းတွေကြွေချနေတဲ့လှပတဲ့လမ်းမကြီးပေါ်မှာတဲမှုဟာဟာရီကိုတရားဝင်လက်ထပ်ခွင့်တောင်းလိုက်ပါတော့တယ်။ဟာရီလည်းပြုံးရွှင်စွာနဲ့ပဲလက်ခံလိုက်ပါတယ်။ဟန်ဆောင်တွေ့ဆုံပွဲတစ်ခုကနေစတင်ခဲ့တဲ့သူတို့နှစ်ယောက်ရဲ့အလွဲလွဲအချော်ချော်အချစ်ဇလန်းလေးဟာဂျီနူးဘွယ်ရမင်္ဂလာရှိသောအနန္တခုနဲ့အတူလှပစွာအဆုံးသတ်သွားခဲ့ပါတော့တယ်။ဇလန်းလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ channel ကို like and subscribe လုပ်ပေးသွားဖို့မမေ့ပါနဲ့နော်။နောက်ထပ်လည်းဘလို့ရင်ခုန်စရာ movie recap တွေကိုကြည့်ကျင်လဲဆိုတာ comment မှာရေးပေးခဲ့လို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။